မြန်မာလူရည်စင်ကစားသမားဟောင်းကိုမိုးဝင်းနဲ့ဒုတိယပိုင်းကျွန်တော်တို့စကားဝိုင်းစီဇန်လေးဖြစ်ပါတယ်ကျွန်တော်ဒီစီဇန်လေးကိုကိုညီပန်ပိုးပေးထားတာကတော့ STL Wholesale Market ကဖြစ်ပါတယ် STL Wholesale Market ဆိုတာကတော့ sport jersey တွေကိုကျွန်တော် local brand တစ်ခုအနေနဲ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေတဲ့ company တစ်ခုဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကိုမိုးဝင်းနဲ့စပြီးတော့ဒုတိယပိုင်းစီဇန်မှာလည်းဧည့်သည်တယောက်ကိုထပ်ပြီးတော့ကျွန်တော်တို့ဒါဖိတ်ခေါ်ထားပါတယ်ဒါတော့ကိုကျော်ဖြစ်ပါတယ်ကိုကျော်မင်းဦးပါကျွန်တော်ကိုမိုးဝင်းနဲ့ဝန်ကြီးဌာနကစားသမားဘဝတွေကတူတူရှိခဲ့တာပေါ့နော်တူတူတွေ့ခဲ့ဆုံးခဲ့ပြီးတော့ခုချိန်ထိဒါကိုမိုးဝင်းရဲ့အကြီးသားပေးတတ်ပေါ့နော်အဲ့လိုပြောရမှာပေါ့အဲ့တော့ကိုကျော်ကနေပြီးတော့ကိုမိုးဝင်းအကြောင်းတွေကိုလည်းသူအများကြီးသိထားတယ်လို့ပြောတယ်ကျွန်တော်ကိုလေအဲ့တော့ကိုကျော်ကလည်းဒါဒီနေ့မှာပါဝင်ပြီးတော့အားဖြည့်ပေးထားတာပေါ့ကိုမိုးဝင်းဟုတ်တယ်ကိုမိုးအခုကျွန်တော်တို့ပထမပိုင်းမှာကဝန်ကြီးဌာနကလပ်အသင်းဟိုစပြီးတော့ရောက်လာတယ်ပေါ့နော်ဒါစီပွားကူတန်းကိုရောက်လာတယ်ပေါ့အဲ့စီပွားကူတန်းမှာအခုလက်ရှိဟိုမြန်မာဘောလုံးလောကထဲမှာရှိနေတဲ့သူတွေရောပေါ့နော်အနားယူသွားတဲ့သူတွေရောဟိုအသင်းဘော်တွေအနေနဲ့ဘယ်သူတွေရှိမလဲကိုဟုတ်အသင်းဘော်တွေကြတော့မကိုတင်ယူတို့တရားစီတို့ကိုမင်းတို့ကိုတော်လင်းထွန်းတို့ပြီးလည်းပြီးတော့မျိုးစော်ထွန်းတို့ပြီးမျိုးတန်းရာဇာဝင်းသိန်းကိုအောင်တို့ကိုမျိုးမင်းထွန်းတို့ကိုမလာတို့ကိုကျော်စင်တို့တွဲလုံးနော်ကျွန်တော်တို့ဟုတ်တွဲလုံးမြန်မာလက်ရွေးစင်ကစားသမားတွေပဲနော်ကိုဟုတ်အဲ့တော့လက်ရွေးစင်ကရောဘယ်အချိန်မှာဘလို့အရွေးချယ်ခံရတာလဲကိုဟုတ်လေရင်ကြတော့ဆရာဦးစန်းဝင်းနဲ့ UNICEF ကန့်ဝင်နေနဲ့ဟိုအမင်ကိုလက်ကြီးကအမဆရာဆန်းကိုနောက်တန်းတစ်ယောက်ရဲ့အလေတန်းနှစ်ယောက်ရဲ့လို့လေဆိုတော့ပြောတော့ဆရာဆန်းကကိုရဲ့အမျိုးတန်းရဲ့ဆိုဒီအောင်ရဲ့ကိုဖနီစင်းကိုပြီးတော့မင်းတို့ U21 နဲ့တဆင်ဟိုကငါတောင်းတာလေအဲ့လိုမျိုးတောင်းတာတော့တဆင်လာတယ်အားလုံးပါလေးကိုဒါ joint training ပေါ့joint training ပဲ joint training ပဲ joint training ဆိုကျွန်တော်တို့ဟိုစမ်းတက်တာပေါ့နော်စမ်းတက်ပြီးတော့မှဟုတ်လေဟိုကနေကြတော့တတင်းလုံးနီးပါးကဟို2004လေးတိုက်ကပြန်နေကြီးပဲဟောတိုက်ကပြန်နေကြီးအဲ့ဒီကြားထဲမှာကိုတို့3ယောက်ပဲအစ်စ်ဩကိုတို့3ယောက်ပဲဒါသမားအစ်စ်နေနဲ့အစ်စ်နေနဲ့အစင်းတော့အမနီးပြကြီးလောက်တဲ့ထိန်နီတိုင်းပြောတဲ့တိုင်းဆောနေပြီးလိုက်ပြီးတော့နောက်ဆုံးလူဖြတ်တော့တန်းစီဟုတ်တန်းစီဟိုလောက်ရှိမှာအရောက်အစိတ်ကြော်တော့ရှိတော့အဲ့တန်းစီပြီးလူတွေရွေးထုတ်အမအဲ့ဒီတရားကလူတွေဒီကြားမှာဆိုတော့16ယောက်ရွေးမယ်နော်18ယောက်လောက်တူတယ်ဘယ်နှစ်ယောက်လောက်ခေါ်လာတာကိုဟိုပေါ့အစိတ်ရေကိုတို့3ယောက်ပေါင်းလိုက်တော့28ယောက်28ယောက်လောက်ဖြစ်သွားဟုတ်လို့မျိုးဟာအဲ့တယောက်ပဲကျွန်တော်သူဘေးနားမှာကြည့်လိုက်တော့လေကိုထုံးဝင်းလို့ကိုထုံးဝင်းလို့တိုက်ကပြန်တော့ပြီးလို့အဲ့ဆိုရင်ဟောဒီတစ်ခေါက်မှပါလဲနောက်ဆုံးကြမှာရင်ကုန်းဝင်းဆိုတော့ဟုတ်တယ်မင်းနာမည်ပါဝါဆိုရနေစားပြီးတော့ကျေးဇူးတင်တာမှာစားပြီးတော့ technician ပြီးတော့ technician ညပဲဆိုရင်တော့ဟောင်းမဖြစ်ငါပါတော့ပါတယ်ဒီကိုတို့ဆရာတွေထဲမှာတယောက်လည်းပါပြီးတော့နောက်အင်ဂျီတွေပါရပြီးပြီဒီမှာလေးစင်ဆိုပြီးတော့ဟုတ်ရပြီပြီးလဲပြီးပွဲပြတ်သွားလို့ဟိုမတော်လိုက်ရဘူးတော်လိုက်ဟုတ်ကဲ့အဲ့လိုမျိုးရှိတော့ဟုတ်ပါတော့ပါတယ်ငါသွားရမှာမသွားမသိဘူး technician လိုက်ညကြရပြီးလဲပြီးတော့လိန်ပေါ်ရောက်လို့လိန်ထွက်ပြီးတော့အပေါ်ရောက်ငါပါသွားပြီဆိုအဲ့လိုမျိုးစိတ်ကူးတယ်အဲ့လိုမျိုးဒီစစပါရင်ကြတယ်တော့အဲ့လိုအတွေ့အကြုံပါတော့ပါပြီငါတော့ရမှာမတော့နိုင်ငံခြားအဲ့ဒါဟာစိတ်တွေပထမဆုံးပြပထွက်ပြီးတော့ကစားရတာပေါ့အဲ့ဒါဘာဖလားဖြစ်မလဲကိုဘရူနိုင်းဖိတ်ခေါ်နော်ဟုတ်ကဲ့ဟုတ်ပထမဆုံးမြန်မာလက်ရည်စင်ကစားသမားဖြစ်လာတယ်ပေါ့အဲ့တော့ကိုကျော်နဲ့ကိုမိုးဝင်းနဲ့စတီးတာရောဘယ်ချိန်မှာစတီးလဲကိုကျော်ဟုတ်2009စီကင်းပြီးတဲ့အချိန်မှာတီးတာပေါ့ဟုတ်ကဲ့ဟိုကျွန်တော်က10တန်းဟုတ်ကဲ့ဟုတ်တော့မှနေနေတဲ့အချိန်ဟုတ်ကဲ့ဟုတ်နေတဲ့အချိန်တကယ်ချင်းကအဲ့နေချင်းလာနှိုးတာပေါ့ဟုတ်ကဲ့ဟုတ်ဟာလာမှာကိုမိုးရောက်ဆိုဟာမဟုတ်ဘူးပေါ့နော်အဲ့တော့ဟို Facebook ခက်လည်းမဟုတ်ဘူးလေ social media ခက်လည်းမဟုတ်သူတို့အပြင်မှာတွေ့ရဖို့ဆိုတာဟုတ်တယ်လေဟုတ်ဂျန်နေဂျန်နေဟုတ်လေတကယ်ရောက်နေရောက်တော့ကျွန်တော်လည်းစာအုပ်တွေဘောပင်တွေယူသွားပြီးတော့လက်မှတ်တွေထိုးခိုင်းပြီးတော့ဖုန်းနံပါတ်တွေပါတောင်းပေါ့ဒီလည်းပြီးတော့ရှယ်တန်းလည်းပြီးတော့အခုအဆောင်လိုက်လေဟုတ်စီပေါကူတန်းဆောင်ပေါ့တောက်လျှောက်ရှိတိုင်တာရနော်မှန်တယ်တိတ်တော်တော်ဝေးတယ်ဟုတ်တယ်တော်တော်ဝင်သွားတာအဲ့ဒါလည်းသွားတာပဲအဲ့တော့ဟိုလေဟိုဘေးနာအဲ့ဘောရကောင်ဘေးနာမှာစီပေါကူတန်းကုမာကိုတင်ယူရှိတယ်ဟုတ်ကဲ့ဗျဟုတ်ကလိုက်ချင်နဲ့သူ့ရှိလာခဲ့ဆိုတော့အဲ့လိုက်ပြီးတော့ဟိုဗာလေနေ့ရက်ကွက်နော်ချဝိုင်းလက်ဖိတ်တယ်ဒီအတီးကနဲ့ထင်သွားတာအဲ့တော့တကယ်ပျော်တာပေါ့နော်ဘေးနာမှာကိုဘေးနာမှာဘောလုံးမားတွေအများကြီးပဲအဲ့ဒီမှာကျွန်တော်ဘေးနာမှာဘူးလဲဆိုအကောင်တိတ်လေးဟုတ်ဘူးလဲလို့ကြည့်တော့ကိုရလာဝင်းသိန်းကိုရလာဒီမှုလာပေါ့နော်သူ2000စီကင်းကကိုရလာဝင်းသိန်းတို့အရန်နာမည်ကြီးရဲ့အချိန်ပေါ့ဟုတ်ကဲ့ဗျဟုတ်လူမင်းထွန်းတို့ဟုတ်ကဲ့ဗျဟုတ်
ထိန်ဒီကောင်ကသူတို့ပြောဆိုနေကြပြောဖို့ကောင်းတာပေါ့ကျွန်တော်အဲ့တော့ကလေးပဲရှိတယ်ဟုတ်အဲ့တော့လည်းဟောဒါကိုကျော်ဆိုတော်တော်ကန်ကောင်းတာနော်အဲ့လိုမျိုးဟိုအနားမှာအနီးကပ်ဟိုမြန်မာလည်းပြင်ဘောလုံးသမားတွေနဲ့နီးကပ်ရှိရဖို့ဆိုတာဒါလွယ်တဲ့ကိစ္စမဟုတ်ပါဘူးကိုဆက်ပါအောင်ဟုတ်ဆောင်လိုက်ပါပြီးတော့အမသူခန်းထဲမှာပဲဒီအမအင်ကြီးပိုင်းလက်ဆောင်တောင်းပေါ့သူတို့ကကြိုက်တာယူတဲ့အာယူကကျွန်တော်အမတစုံယူလာတယ်ကားနဲ့ဘောလုံးမတော့ကြည့်အင်ဂျင်နဲ့ဘောလုံးမတော့ကြည့်အင်ဂျင်ဝတ်တာပေါ့အဲ့အင်ဂျင်ကဟိုအဲ့ခက်ကဒီလို sport line ကြီးမရှိဘူးလေအဲ့လောက်ဟုတ်ကဲ့ဟုတ်မြန်မာလည်းဝယ်လို့မရဘူးနော်ဟုတ်အဲ့ဟာတွေကသူတက်အခုဆို wireless တို့ဘာလို့ဆိုရင်ဒီ player version fan version ကျွန်တော်တို့အကုန်ရတယ်ထွက်တယ်ဟုတ်အဲ့တော့ဆိုအဲ့အင်ဂျင်တွေကဟိုလည်းပြီးတော့အဲ့တုန်းက quality ကအရင်ကောင်းတယ်အခုပေးထားတဲ့အင်ဂျင်ဆိုဥတ္တိစေးလည်းမပြေဘူးချစ်ရလည်းမထွက်ဘူးလုံးဝအဲ့2000ခုမာရီကဟုတ်ကဲ့ဟိုကဒုတိယရထားတဲ့အင်ဂျင်ကျွန်တော်ပေးရတာကိုမိုးဝင်ကြီးနော်စိတ်ကြယူမှန်မှုရတာပေါ့ဟုတ်အမတ်တခြားပွဲတွင်းအမှတ်တရတွေရောအဲ့လိုပွဲလိုက်ကြည့်ရဲ့အမှတ်တရတွေကိုမိုးဝင်ပေါ့ပွဲတွင်းမှာကိုမိုးဝင်ရဲ့ခြေစွမ်းအမှတ်ကြည့်ခဲ့ကိုတိုင်းမျောဝါးတဲ့နဲ့တွေ့ခဲ့ရတဲ့အမှတ်တရတွေဘာတွေရှိပါလဲရှိတာပေါ့အမှတ်တရအဲ့ဒီတုန်းကအဲ့ဆောင်လိုက်သွားတဲ့အင်ဂျင်တွေပဲဒီ2008တုန်းကဒီ Grand Ryan Challenge ကပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဟုတ်ကဲ့ဟုတ်အလိုက်တာကျွန်တော်ပွဲအကုန်လုံးလိုက်ကြည့်တာပေါ့နော်ကိုမိုးဝင်ကလက်မှတ်တွေပြီးအဲ့တော့နောက်ဆုံး fight နဲ့အဲ့ဒီကိုတော့မှတ်မှတ်ရရပဲအင်ဒိုနီးရှားနဲ့ဟိုကကိုစုံမြတ်မြတ်ပထမမှတ်တကူသွင်းထားတယ်ဟုတ်နောက်လည်းကြောင့်အင်ဒိုကတောက်လျှောက်တိုက်စစ်ဆင်လာပြီးတော့အမ cross ball တင်လိုက်တဲ့အချိန်မှာကိုမိုးရဝင်ဖြတ်လိုက်တယ်ဒါပေမဲ့လောပြီးတော့အမပေါင်နဲ့ထိသွားတာပေါင်နဲ့ထိပြီးတော့အိုကြီးဖြစ်သွားတာအာပြိတက်ကြတော့39ဘောဆဲတာပေါ့39ဘောဆဲတော့ဖြစ်တော့နောက်မှာနံပါတ်5ကြီးနဲ့မိုးဝင်းဆိုတာကိုကြားထဲမှာပါတယ်ကြားထဲမှာအဲ့တော့ဟိုနည်းနည်းခက်တီတီနဲ့နောက်လဲကြာဆဲကကိုကမြေကြီးလေးပြင်နေနေတာအမတ်ဒါပေမဲ့တခုရှိရရွှေရသွားပေါ့ဟုတ်ကဲ့ဟုတ်တူရတယ်ပြန်သွင်းပြီးတော့ကိုစမြတ်နေလိုက်တော့ဟုတ်ဒီကျမှပြိတက်တွေလည်းပျော်တော့အောင်ဝဲခံဟုတ်ကိုမိုးဝင်းအခုလက်ရွေးစင်ကစားသမားဘဝမှာကိုမိုးဝင်းနီးပြရည်နဲ့တွေ့ခဲ့တာပေါ့နော်ကိုမိုးဝင်းပထမဆုံးတွေ့ခဲ့ရတဲ့နီးပြဘယ်သူဖြစ်မလဲပထမဆုံးကျတော့ဟိုပါဆရာဦးစံဝင်းပေါ့ကျွန်တော်စဖွဲ့တဲ့အချိန်မှာဆရာဦးစံဝင်းနဲ့ပြီးတော့အမီကိုလည်းပေါ့ဟုတ်ဆရာဦးစံဝင်းကလည်းဒါတော်တော်ကစားသမားတွေ view site တယ်နော်ဟိုကျွန်တော်တို့သိရသလောက်ပေါ့ဟိုပြန်ပြောကစားသမားတွေလည်းပြန်ပြောတယ်ဆရာဦးစံဝင်းအရန်စီကံလည်းကြီးတယ်ဒါကစားသမားတွေလည်းချစ်တယ်ပေါ့နော်အဲ့တော့ကစားသမားတွေကလည်းချစ်တယ်နော်ချစ်တယ်နော်ဆရာဟိုဆရာနဲ့အမှတ်တရတွေရောဘာတွေရှိမလဲကိုဟုတ်ဆရာနဲ့အမှတ်တရကြတော့အဲ့ဒီမာရီကာတုန်းကပေါ့ဟုတ်ကဲ့ဟုတ်ဆရာနဲ့အမှတ်တရကြတော့နင်းဟိုပါလေအဲ့ဒီတုန်းကအင်ဒိုကဟိုဒါတော်တော်ကောင်းတယ်ဒီကျန်းနေပါလေဟုတ်ကောင်းတိုင်းမှာမင်းအိတ်ကောင်ကောင်းမတိုက်ရအောင်လို့ဟုတ်ဒီဘောမှာဖြစ်ဟိုလားဖြစ်ဒီကောင်ကောင်းတိုက်ပြီးတော့ကိုးသိန်းရောမင်းကတွေ့အဲ့လိုမျိုးဟုတ်ဒါလည်းကိုမိုးဝင်းကိုယုံကြည်လို့ဒီလိုမျိုးပြောတာအဲ့ဒါဟိုဆရာရဲ့ယုံကြည်မှုလေဒါတကယ်ရခဲ့တာပေါ့အဆောင်မှာရောအဲ့လိုဆရာစီကံပိုင်းဟိုတင်းကျပ်တာတွေအဲ့လိုအပြင်ထွက်တာတွေပါရောအဲ့လိုတွေရောအမှတ်တရရှိခဲ့သေးလားဟုတ်ဟိုစီကံပိုင်းကတော့ဆရာဆန်းကြတော့အရင်မတင်ကြဘူးဟုတ်ကဲ့ဟုတ်ကိုလှုပ်တဲ့ချိန်လှုပ်ထွေးနေတဲ့ချိန်ပြောရမယ့်ချိန်ပြောဒီလွတ်လပ်ခွင့်မပေးတဲ့ချိန်တော့အဲ့တခါတော့မှဒီစနေနေ့မနက်ထွေးနေပြီးတော့အကုန်လုံးကရင်မိုးချိုးပြီးထောက်သွားမကိုပဲကြံအဲ့တော့သူလိုက်ပဲကြည့်နေတွေ့ပါအဲ့မင်းမတော်သေးလားဟိုခွင့်ပေးတဲ့ချိန်တော့ဟိုထွေးနေချိန်မှထွေးနေလို့အဲ့တော့မယ်ဆရာကြီးဟာမညနေမှာအမေရောက်တော့ရီမိုချိုပတ်စံမရှိဘူးလားမဟုတ်ရှိပါလားအေးပြောတော့အဲ့လိုမျိုးဆရာနဲ့ကြောက်တော့အဲ့လိုမျိုးအမှတ်တရတွေရှိတယ်ဆရာဦးဆောင်နေတာဟိုဘဘလောလောနေရမယ့်အချိန်မှာနေပေါ့နော်ဟို training လုပ်တဲ့အချိန်မှာ training ဒါကလည်းဟိုကစားသမားတွေကလည်းဟို pressure မရှိဘဲနဲ့နော်ဟိုအဲ့ကြမှာပြုတ်ပြုတ်ဆွဆွနဲ့ training တို့ပါတို့လည်းလုံးနိုင်မှာပွဲကြရင်လည်းစိတ်လောက်ကိုလောက်ကစားနိုင်ဟုတ်တယ်ဟုတ်ဘယ်လာဝင်နေပြောလို့ပေါ့ဘောလုံးဆိုတာလည်းပျော်နေမှဟုတ်တယ်ဘာလို့ဒီကိုစိတ်နှစ်ပြီးဟုတ်တယ်ဟိုအားလုံးကဟိုစိတ်ပို့ဘွားဖြစ်နေမှာပဲเนาะဟိုပေါ့အင်အားကိစ္စတွေနဲ့အပြင်ပြင်မကိစ္စတွေဘောလုံးကွင်းထဲမပါလာရင်တော့ဒါကစားသမားပို့ပြီးတော့ခြေစွမ်းပြနိုင်တာပေါ့เนาะအဲ့ဒါတွေလည်းကိုမုံတို့တွေ့ခဲ့ရတဲ့အတွေ့အကြုံတွေပေါ့ဟုတ်အဲ့တော့ဟိုကျွန်တော်တို့အခုကိုမုံရေးဒီစီးပွားကူးတန်းမှာဟိုကစားကြပြိုင်ဘက်တွေပေါ့เนาะပြိုင်ဘက်တွေကျွန်တော်ဒီ local player တွေမှာဆိုရင်ဟောကိုဘယ်ကစားသမားကိုတော့ထိန်းချုပ်ရခက်မလဲထိန်းချုပ်ခက်တော့ကိုရံပိုင်ပဲပေါ့ကိုရံပိုင်ကြတော့သူကဟုတ်ဒီအကောင်လေးတောင်းနေကြတော့သူ့ကြတော့တဝင်လူလို့မရသူ့ကြတော့ကာဘာလောက်ပဲလုပ်တယ်သူစီကလည်းဘောလုံးလုံးဆုံးတာနဲတယ်လေနဲဟုတ်အဲ့ဒါကြတော့တူတော့ဟိုပေါ့ကိုရမန်ဘောလုံးဆိုင်เนาะတီတီငိမ့်ငိမ့်နဲ့เนาะသူ့ရဲ့ဟို finishing သူ့ရဲ့ skill ကလည်းကောင်းတယ်ထိန်းချုပ်ကတော့တော်တော်လေးကိုရံပိုင်ကကျွန်တော်တို့ဒါဘန်နာကွန်เนาะဘန်နာကွန်နဲ့စီပွားကူတန်းဆိုတာလည်းဒါတကယ်ဟုတ်အဲ့အမှတ်တရလေးတွေဘာလေးတွေရှိမလဲကိုဟုတ်ဘန်နာကွန်နဲ့စီပွားကူတန်းအမှတ်တရလေးတွေပေါ့ဟုတ်အေးနောက်အမှတ်တရကကြတော့ဒီ
ဒီ final လားမသိအဲ့ဒီနောက်ပွဲတော့ဝဲမှာအမျိုးသားရအဲ့လိုမျိုးခိုက်အစိတ်30လောက်ရှိအဲ့လိုပြန်ထွက်လာတဲ့အလုံးကန်တာကိုရတဲ့အကွာဝေးစိတ်30လောက်ကနေပြန်ထွက်လာတော့အဲ့ဒါပြန်ထွက်ဒါလိုက်ကိုဒီကတော့အမှတ်တရအဲ့ဒါအဲ့ဒီပွဲလည်းနိုင်သွားတယ်ဘဏ္ဍာခွန်နိုင်သွားတော့လေရထုတ်ကိုမှာကို2နှစ်နော်ကို2နှစ်တော့မှ2နှစ်ဆိုတော့မှ9နှစ်6နှစ်လောက်9နှစ်လောက်6နှစ်လောက်ရှိတယ်အဲ့နေပြီးတော့ကျွန်တော်2009မှာprofessional nationally เนาะမြန်မာ nationally ကိုကျွန်တော်တို့ပြောင်းတယ်ပေါ့နော်အဲမြန်မာ nationally အမှတ်တရလေးပြောင်းသွားတော့ကိုကမ်ဘောဇာစားရောက်တယ်เนาะကမ်ဘောဇာစားရောက်တာအမှတ်တရလေးတော့ဘာတွေရှိမလဲဟိုပေါ့ကျွန်တော်ဝန်ကြီးဌာနကနေပြီးတော့ဒီဘက်ကိုပြောင်းသွားတယ်ပေါ့အခက်ခဲအမှတ်တရလေးပေါ့ကျွန်တော်တို့သိထားတာတော့ဝန်ကြီးဌာနမှာအသက်အရွယ်တစ်ခုမှာဆိုရင်နားသွားပြီဆိုရင်ကျွန်တော်တို့ဒါဝန်ထမ်းအနေနဲ့ဆက်လက်ပြီးတော့ဟိုရှိနေတာပေါ့နော်ဟိုအဲ့ဒါတွေရောဟိုဘက်ကိုဘောလုံး professional ဘောကိုလုံးဝအပီးပိုင်ကူးသွားတဲ့အချိန်မှာဟိုကိုဘာခက်ခဲလေးရှိအဲ့ကြတော့နည်းနည်းတော့ဘယ်လိုပြောအိမ်နဲ့တိုင်မြတော့ဝန်ကြီးဌာနမှာပဲဟိုနေမလားဟိုကပြောင်းသွားရင်ဒီကရာတူးတွေကအကုန်လုံးထားခဲ့ရမှာနော်ထားခဲ့ရမှာသူကအဲ့ဆိုရင်ကိုကဒီဘောလုံးမျိုးဘာဖြစ်တော့ဘောလုံးသမားဘောလုံးဝအပီးပိုင်ရွေးချယ်လိုက်တာပေါ့နော်ဟောကိုကျော်ဒီຢာနဲ့ပတ်သက်ပြီးတော့တစ်ချက်အမြင်လေးပြောပြပါအောင်ကျွန်တော်တို့ဟို nationally ပြောင်းသွားတဲ့အချိန်မှာကစားသမားတွေနဲ့အခုဒါကိုမိုးဝင်းနဲ့လည်းနီးကပ်ရှိနေတယ်ဆိုတော့လေကိုမိုးဝင်းနဲ့အမှတ်တရလေးတွေတွေ့ခဲ့တဲ့ဟာလေးတွေပေါ့ဟုတ်ဘယ်လိုလဲဝင်းခဏလေးပြီးတော့ nationally ပြောင်းသွားတော့ဟိုဖြစ်တော့ဗောနော်ကစားသမားတွေလည်းပို့ပြီးတော့လည်းဟိုတက်တက်ကြကြလည်းဖြစ်သွားပြီးဒီအတင်းတွေလည်းတိုင်ဆိုင်နေဖြစ်လာတယ်ဟုတ်ကဲ့ဟုတ်ပြီးတော့ဟိုအဲ့တော့စတော့ကလေနော်တကယ်ကွင်းပြပဲနော်ဟုတ်ဟိုကစားသမားတွေလည်းလာလိုက်လည်းဘယ်လိုပြောမလဲအများကြီးရတာဗောနော်ဘုံဘုံဒါအမတူကြီး350ဒါလား10ဒါလေးစင်350ဆိုတော့နော်အဲ့ခေတ်တော့ဟုတ်ဟိုပြီးတော့အခုတောက်လျှောက်ကန်တဲ့အချိန်မှာတခြားဟိုအတင်းတွေကြတော့ဒီထက်ပိုကောင်းတဲ့လမ်းစာတွေပါရပါတယ်ဟုတ်ကဲ့ဟုတ်ဒီလိုမှဆိုရင်လမ်းစာတော်များတယ်ပြောတယ်ဟုတ်ပြောအောင်အမတ်တရားလေးอ่ะကြာကျွန်တော်အဲ့ဒီမှာတက်လို့တက်နေတဲ့အချိန်တော့ခုနည်းနည်းအဆက်တက်ပြတ်တာပြတ်တယ်ဆိုတော့ဒီမှာလည်းနေပြီးတော့ဆိုတော့ခုမှအိမ်ဝင်ခုမှပဲအထိုင်ကြတာဟုတ်ကဲ့ဗျဟုတ်အောင်းလုံးပေါ့နော်အောင်းလုံးကိုရအောင်ရန်ကုန်လက်ကြရန်ကုန်စင်ကြပြီးနေပြီးတော့မှတို့ဟိုတယ်ကြီးမှပဲထားရတယ်တော်တယ်ဟုတ်အဲ့လိုပေါ့အဲ့ကြတော့ဟိုလာလာပါတော့အမဟို3-4လမှတစ်ခါထုတ်တယ်ကြားတယ်ဟုတ်တချို့အငယ်ချင်းအကယ်ဒမီကစားသမားတွေဆိုလေနေဟိုဖြစ်နေတယ်သူတို့ဆိုပြောပြတယ်တွေ့ရင်ဟာ respect ရှိအောင်နော်ဟာကိုမိုးဝင်းမြင်တာပါအဲ့ကိုလို့ဆိုဟာငယ်တော့ကခုလာလာကြီးကိုကျွန်တော်ထမ်းပေးတာမဟုတ်ဘူးရတယ်အဲ့လိုပြောတယ်အဲ့ဒီပြီးတော့ကယ်မီယာနော်တချို့ကစားမဖို့တော့မဖို့ပေးရအောင်ဒါ9000ပေးရဆိုတာဒါဒါတော့မှပါလိုက်ကြီးနဲ့ထုတ်တယ်ဆိုတော့နော်ဒီပြီးတော့မှလည်းတလောက်ဒါပြီးတော့ဒါလေဟိုတကယ် pro ဖြစ်လာတဲ့အချိန်မှာเนาะဒါဟိုရပိုင်ခွင့်တွေကစားသမားတွေမိတော့မြောက်ပေးရတယ်ပြီးတော့ဟိုပေါ့တစ်ဖက်မှာလည်းမိသားစုစီးပွားရေးကိုလည်းပြန်ပြီးတော့ကြည့်တဲ့သဘောပေါ့ဘာလို့တစ်ဖက်မှာမိသားစုစီးပွားရေးအဆင်မပြေရင်ကစားသမားကလည်းကွင်းထဲမှာဘလို့မှဗောနော်ဟိုမိသားစုစီးပွားရေးကအဆင်မပြေတဲ့ဟိုအခက်အခဲတွေပြဿနာတွေကိုခေါင်းထဲရောက်နေတယ်ဆိုရင်လည်းဘောလုံးသမား life မှာလည်းအခက်အခဲတွေဖြစ်သွားနိုင်တာဗောနော်အဲ့ဒီဟာ